Hello မင်္ဂလာပါနော်ခိုးပဲရောက်တယ်ဆိုလို့ရှိရင်မဖြစ်မနေသွားတဲ့နေရာလေးလာပြောပြပေးတော့ပါမယ်ခိုးပဲတာဝါရှိတဲ့နေရာလေးပါခိုးပဲပူတာကနေ10မိနစ်လောက်ပဲလမ်းလျှောက်ရတဲ့နေရာလေးပါကိုကကနေခိုးပဲဟာဘိုလန်ဆိုပြီးတော့မှရိုက်ရှာလိုက်ပြီဆိုလို့ရှိရင်ဒီနေရာလေးကြာလာပါမယ်အရန်ကိုလာတယ်ပေါ့နော်တနေရာထဲမှာပဲဒီရှုခင်မျိုးစုံထားပေးပါတယ်အဲ့ဒါကိုတပ်ပုံရိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီရဟတ်စီးချင်တာပဲဖြစ်ဖြစ်ပြီးတော့တင်ပေါ်စီးချင်တာပဲဖြစ်ဖြစ်ခိုးပဲတာဝါပဲတက်မလားပုံပဲရိုက်မလားအရန်ကိုအဆင်ပြေတဲ့နေရာဆိုလည်းမမားပါဘူးကျမကျတော့ဒီရဟတ်ပေါ်တက်လိုက်ပါတယ်တယောက်ကိုရန်800ပဲပေးရပါတယ်တီးနဲ့ရဟတ်ကအပေါ်ထိတ်ဆုံးကိုရောက်သွားတဲ့အချိန်မှာခိုးပဲမျိုးတစ်မျိုးလုံးနီးပါးမြင်ရပါတယ်ကျမကကျတော့ဒီရဟတ်စီးခဲ့တဲ့အတွက်ကြောင့်မလို့ခိုးပဲတာဝါပေါ်မတက်ခဲ့ပါဘူးဒီနေရာတွေက TikTok ကနေမြင်နေရတာဒီဟိုးဖက်ကဒီတတားအနီရောင်ပေါ့နော်ကျမထင်တာနီးနီးနားနားသွားပြီးမှတပ်ပုံတွားရိုက်မယ်လို့တွေးထားပါပေါ့နော်ဒါပေမဲ့ तू ကကျတော့ဒီမြစ်ကိုကူးဖို့တတားပဲစောက်ထားတဲ့အတွက်ကြောင့်မလို့ကျမမတွားခဲ့ပါဘူး TikTok ကနေအကဝတနာပါတဲ့သူဆိုလို့ရှင်တော့ဒီနေရာဒီနားတစ်ဝိုက်ကကျတော့လုံးဝအဆင်ပြေတဲ့နေရာလို့ထင်ပါတယ်SEO ရောက်ခဲ့ပြီးတော့ကျမမလုပ်ခဲ့ရတဲ့အရာတစ်ခုနောင်တရတဲ့အရာတစ်ခုကဒီတင်ပေါ်မစီခဲ့လိုက်ရတာပါပဲမစီခဲ့လိုက်ရအောင်ဆိုတာကကျမပတ်စံနှမျောခဲ့တာပေါ့နော်သူကတယောက်ကို1600ပေးရပါတယ်ကျမတခါမှလည်းမစီးဘူးတကယ်တော့စီးခဲ့လိုက်ရမှာပေါ့နော်တကယ်ချင်းတော့တွားဖြစ်ခဲ့တယ်ရောက်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်လည်းပဲစီးခဲ့ကြပါလို့ပြောချင်ပါတယ်ပြီးတော့ဒီနေရာလေးပါပြီးခိုးပဲဆိုတဲ့စာတန်းနဲ့အတူတူတပ်ပုံရဖို့အတွက်အရှိကြီးတန်းစီခဲလိုက်ရပါတယ်အဲ့ဒီနေ့ကျမတွားခဲ့တဲ့နေ့ကပေါ့နော်အဲ့ဒီကွန်းပြင်မှာပြန်နံပွဲနဲ့တိုးခဲ့ပါတယ်ဆိုတာဒီတစ်ချိန်ပထမဆုံးအချိန်ပါပဲအရန်စားကောင်းပါတယ်ကျမကတော့ကြိုက်တယ်ပြီးတော့ညနေပိုင်းရောက်တော့ဒီ China Town လို့ခေါ်တဲ့ဒီတရုတ်မုံစေတန်းတွားခဲ့ပါတယ်တကယ်လို့ခိုးပဲတာဝါရောက်တယ်ဆိုလို့ရှိရင်ဒီ China Town ကိုလည်းတွားဖို့တိုက်တွန်းချင်ပါတယ်ဒီခိုးပဲတာဝါကနေဒီ China Town ထိလမ်းလျှောက်မယ်ဆိုလို့ရှိရင်20မိနစ်ပဲကြာပါတယ်ဒါမှမဟုတ်ရထားစီးမယ်ဆိုလို့ရှိရင်တောင်မှတပူတာပဲစီးရပါတယ်ခိုးပဲပူတာကနေမိုတိုမိုချီဆိုတဲ့ပူတာထိစီးပြီးတော့အဲ့ပူတာကနေ9မိနစ်လောက်လမ်းလျှောက်ရင်ကိုဒီ China Town ရောက်ပါတယ်ဒီနေရာရောက်သွားတဲ့အချိန်မှာကျမမထင်မှတ်ထားတဲ့အရာတစ်ခုပေါ့နော်နာမည်ကဒါ China Town ဆိုပြီးတော့မှရှိထားတာပေါ့နော်တကယ်ရောက်သွားတဲ့အချိန်မှာကျတော့ဒီဂျပန်လူမျိုးတွေကိုအများဆုံးတွေ့ရပါတယ်သူတို့မုံလေးတွေကလည်းစားလို့ကောင်းတယ်ဆိုတော့လေတော်တော်များများပေါ့နော်နိုင်ငံခြားသားပေါင်းစုံအများကြီးပါပဲတော်တော်စီကာကိုတောင်တိတ်ပြီးတော့မှလမ်းလျှောက်ဆရာမလို့ပဲနဲ့ဟိုလူကတွန်းတီလူကတွန်းနဲ့ရှေ့ရောက်သွားတဲ့နေရာမျိုးပါတွားကြည့်ပါအရန်ကိုဒီအစားအသောက်တွေကစားဆေးတော့ကြီးတာပေါ့နော်ဒါပေမဲ့လည်းတွားရတာနဲ့တန်ပါတယ်ဟုတ်ကဲ့ပါ bye bye see you the next video